ညီမလေးမင်းတို့ဂျွန်လွင်ကိုသိလားအဲ့လိုမင်းရင်သိတာပေါ့သူကမော်ဒန်လောကမှာဆရာတပါးဘလောက်တော်တာထက်တာပါနတ်တာလဲတာခစ်ရှိကိုကြိုမြင်ပြီးအုံနောက်ကြွယ်ကြွယ်ကြီးနဲ့အတုံးချတတ်တာဟေးအဲ့လိုလူကအခုအကြီးအကျယ်စနဲ့လာလေးနဲ့အလိန်ခံလိုက်ရလို့ပါပဲရှင်သူတော်မိသွားပြီဆိုရင်ကျမတော်တက်ထားနဲ့တကွာပြည်သူပြည်သားများအားလုံးဒီဝရိယအကြီးကြီးရှိတဲ့ပြီးတော့သူဘလို့အလိန်ခံရတယ်လဲဆိုတာကွက်ကွင်းအားလုံးနားထောင်တင်တယ်။ညလေအဲ့ခါနေသူဗီဒီယိုကြီးတက်လာတာအခုခေတ်လိန်နေအစ်စ်ပါနတ်လေးလိန်သွားတာကွာ။ကိုဂျွန်လိန်ခံရတာကိုစိတ်မကောင်းဖြစ်တာထက်ကျမကလေအော်ရီပလိုက်တယ်ဘာဖြစ်လို့လဲလိန်နီးတိတ်တော်လို့ရာခိုင်နှုန်းတတောင်းကျင့်တ်မှုအပြည့်အဝနဲ့သူကိုယ်တိုင်သူများကိုငွေလွှဲပေးလိုက်တဲ့ပုံစံမျိုးနဲ့အလိန်ခံရတာရှင်းပြောရင်ကွာ AI တောင်သုံးလိုက်စရာမလိုဘူးဘာနက်လေးနဲ့ကိုဂျွန်လွင်ကိုပကံနဲ့ထိပ်ပြီးလက်ဖက်နဲ့ရောပြီးတုတ်စားသွားတာကိုဂျွန်လွင်ကကွာအလိန်ခံလိုက်ရတဲ့အခါကျတော့အော်ငါဘေးရင်တွက်ခဲ့ပါလားဒါမှမဟုတ်ရင်မော်တွေစုံးနေနဲ့လှုပ်ပြီးတော့သူ့ကိုမန်းမောက်တာပေါ့နော်ဓာတ်ပုံတွေဆိုရှယ်မီဒီယာပေါ်မှာအခုလိုပေါ့ကျမတို့လိုတနေရာယူပြီးတော့ရက်တည်နေတဲ့လူတွေအားလုံးဓာတ်ပုံကိုအလွယ်တကူယူလို့ရတယ်လေဟာနင်းမလားလှုပ်မလားအကုန်လှုပ်ကြတယ်တချို့ကမကျင်နဲ့လို့ခုလိုကကြတော့လိန်ကျင်လို့တချို့တော့လူကနေရင်ထိုင်ရင်မနာလို့လောကကြီးမှာကောင်းတဲ့လူရှိတဲ့ကဲ့သို့မကောင်းတဲ့လူလည်းထို့တူရှိနေတယ်ဆိုတာအုံနောက်ထဲမှာအကုန်လုံးရိုက်သွင်းထားတဲ့တယ်အလိန်ခံရတာကနည်းနည်းတက်တာအောင်မယ်အခက်မသိကိုယ့်ရဲ့အသက်ပါဆုံးရှုံးပေးလိုက်နိုင်တဲ့လိန်နီးမျိုးနဲ့ကြုံရင်ဘယ်လိုလုပ်ကြမလဲအဲ့ဒါကြောင့်သွားကြည့်သွားနားထောင်ခိုင်းတာအဲ့လိုနားထောင်ပြီးရင်များလေးတာ share ပေးလိုက်ကုသိုလ်ယူလိုက်ကိုနိုင်ကလည်း share တာထက်အများမြင်အောင်အတန်းရှင်းယူပြီးတော့ပြောချလိုက်တယ်ကွာကို page ထဲမှာအများသိသွားအောင်မဆိုရင်လေမနဲ့အစောကြီးထားတာနဲ့တန်ပုတ်တွေ6ခေါက်ကရွတ်ပြီးသားကျန်တဲ့ဖျားစာလည်းရွတ်ပါတယ်တန်ပုတ်တွေ6ခေါက်ကတိတန့်ရွတ်ကိုရွတ်တယ်ကိုဂျွန်လွင်ရောရှိသမျှကျမတို့ပြည်သူပြည်သားများအားလုံးမနဲ့အစောကြီးတန်ပုတ်တွေ6ခေါက်ရွတ်ချင်းဖြင့်ကိုကာကွယ်ထားပါအဲ့လိုကာကွယ်ထားရင်ကြိုက်တလောက် social media ကနေပြီးတော့ဘဒုဓာတ်ပုံကိုပဲနင်းဘလို့ပဲပုတ်ဘလို့ပဲလှုပ်ယူကျမတို့ဒီဂါရာကိုရွတ်ထားတာဖြစ်တဲ့အတွက်အကာအကွယ်ဖြစ်တယ်နေ့တိုင်းရွတ်မှနေ့တိုင်းကာကွယ်တာဟာတစ်ပတ်မှတစ်ခါပဲရွတ်မယ်လေအဲ့ဒါဆိုကြံတဲ့6ရက်ကိုအသက်ရှူတာရပ်ထားလိုက်အဲ့လိုပြောရင်သဘောပေါက်လားမသိဘူးနော်လုပ်ငန်းလုပ်နေတဲ့လူတွေအားလုံးအထူးသဖြင့်အောင်မြင်နေတဲ့လူဆိုပိုးတောင်ရွတ်ရအောင်မယ်အဲ့လိုဆက်ဆံရတာ9ရက်သားတွေအားလုံးအယောင်ပေါင်းစုံလေသူရဲ့အုံနောက်ထဲမှာဘာတွေးလဲကျမတို့မသိဘူးသိစရာလည်းမလိုဘူးကိုကာကွယ်ထားဖို့ပဲအဓိကကြတယ်နှစ်တိုင်းတန်ပုတ်တွေ6ချိန်ရွတ်ချင်းဖြင့်တရက်ကိုကာကွယ်ပေးတာတစ်ပတ်မှာတရက်ရွတ်ပြီးတစ်ပတ်ကိုကာကွယ်ဖို့ဆိုတာမဖြစ်နိုင်ဘူးနားလေလွယ်တဲ့နောက်ထပ်ဥပမာတစ်ခုပြောပြမယ်လာကျင်တဲ့အမရဲ့ကျမတစ်ပတ်ကို2000ပဲတောက်မယ်ကောလာဂျင်ရလား no မတောက်နဲ့တော့မရဘူးဖြစ်လည်းမဖြစ်နိုင်ဘူးလှလည်းမလှနိုင်ဘူးရှင်းလားကျမလိုအရွယ်ရောက်လာပြီးတော့ထိမိလေးအရွယ်တင်နေတာကြည်ကောင်းနေတာကနေ့တိုင်းတထုပ်မပြက်နည်းစီဖြည့်သွားတဲ့အကျိုးအာနိသင်ကြောင့်အခုလိုအသက်ကြီးလည်းမပြက်စီးဘူးဆိုတဲ့ဒရန်ကိုရရှိထားတာလေပြောချင်တာတရက်နည်းလေးရဲ့အာနိသင်ကောင်းမှုကုသိုလ်ပဲဖြစ်ဖြစ်တရားစာရွတ်တာပဲဖြစ်ဖြစ်ပကျင်လို့ပဲဖြစ်ဖြစ်ကျမ်းမာခြင်းလို့ပဲဖြစ်ဖြစ်နေ့စဉ်နည်းစီသွားတဲ့အာနိသင်ကိုခေါင်းထဲမှာရိုက်သွင်းကြပါဥပမာကင်ဆာဖြစ်သွားပြီအားဆောင်ကိုတပီပါလုံးတုံတောက်ပြစ်မယ်စွမ်းမလားမရဘူးလေအဲ့တဘောပဲရှားဆောင်ကိုမနဲ့တိုင်းတရက်တစ်ခွက်ကာကွယ်ခြင်းဖြင့်66ပါးရဲ့ brain yoga ဆိုတာလုံးဝကိုလာပြီးတကားလာခောက်တော့မှာမဟုတ်ဘူးမင်းကျွမ်းသွားမှဖြစ်သွားမှရနာတွေတကိုယ်လုံးပေါက်သွားမှရှိတဲ့အပေါက်မှန်သမျှအကုန်လုံးအနံ့ထွက်နေမှကင်ဆာဆိုတဲ့ယောဂပိုးကြီးကိုကိုယ့်ရဲ့ခန္ဓာကိုယ်ထဲကိုရောက်ရှိသွားမှဟဲတောက်ပါမယ်တရက်ကို10ဘူးဒါမှမဟုတ်ရင်ဟာငါပတ်စံချမ်းသာလို့ငါတပိပါတောက်နိုင်တယ်ဆိုလဲမင်းကိုမကယ်နိုင်ဘူးတရက်နည်းစီဘာမဆိုရဲ့အလေးအကျင့်ကအားလုံးအတွက်အရေးကြီးပြီးတော့အင်မတန်မင်္ဂလာရှိတော့အရာဖြစ်တယ်